အားလုံးပဲမင်္ဂလာပါရှင် Audio ပို့လိုက်ပြီးပိုင်း Emon ဆိုတဲ့ page လေးကနေပြန်လည်ပြီးတော့ကြည့်ဆိုလိုက်ပါတယ်ဒီနေ့လေးမှာလည်းဒေါက်တာဖြိုးတရားရေးသားမျှဝေထားတဲ့ကိုယ့်ရဲ့စိတ်ကိုလုံခြုံစေတဲ့သူဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်ဆောင်းပါးလေးရဲ့အစမှာဟိုနေ့ကဟောပြောပွဲလေးတစ်ခုတက်ဖြစ်တော့ပါဝင်တဲ့သူတွေစီကနေကြားရတဲ့စကားလေးတစ်ခွန်းရှိပါတယ်ရင်းနဲ့နှွေးကနေဖြစ်သွားရတယ်ပေါ့နော်ဆရာဖြိုးကိုမြင်လိုက်တာပြောသွားတယ်လုံခြုံတယ်လို့လည်းခံစားလိုက်ရတယ်တဲ့အော်ငါကသူတို့ကိုအဲ့ဒီခံစားချက်လေးပေးနိုင်တာပါလားလို့တွေးမိသွားပါတယ်တကယ်လေးကြည်နူးရတဲ့အခိုက်အတန့်လေးပါအဲ့ဒါနဲ့ကိုအနီးပတ်ဝန်းကျင်ကလူတွေကိုရောအဲ့ဒီခံစားချက်မျိုးဖြစ်နေစေသလားကိုနဲ့ဆိုသူတို့လုံခြုံတယ်လို့ခံစားရသလားစဉ်းစားကြည့်မိပါတယ်တိတိကျကျတော့အဖြေမထွက်လာပါဘူးကိုကြောင့်နောက်ကျောမလုံဖြစ်ရတယ်ဆိုတဲ့ခံစားချက်တော့မဖြစ်ကြလောက်ဘူးထင်မိပါတယ်ဆက်ပြီးတော့ငါရောဘသူတွေနဲ့ဆိုဘလို့လူတွေနဲ့ဆိုလုံခြုံတဲ့ခံစားရတယ်လေတွေးကြည့်မိပါတယ်လက်ချိုးရည်လိုရတဲ့လူရည်အတွက်ထွက်လာပါတယ်ဘယ်ချက်တွေကြောင့်သူတို့ကငါ့ကိုဒီလိုခံစားရစေတာလဲခြာရေးကြည့်လိုက်တဲ့အခါဒီသုံးချက်ကိုတွေ့ရပါတယ်တဲ့နံပါတ်1အဆုံးဖြတ်မပေးဘူး judgment မလုပ်ဘူးဆိုတာကိုသိနေလို့ပါတဲ့ကျွန်တော်ကရင်ဖွင့်ခဲ့ပါတယ် online မှာဖြစ်ဖြစ်အပြင်မှာဖြစ်ဖြစ်ကျွန်တော်ကိုပြောနေတာပဲအတွေ့အများပါလိမ့်မယ် negative တွေသိမပြောတတ်မတွေးတတ်ဘူးပေါ့နော်သို့တော့လူဖြစ်တဲ့အတွက်စိတ်ပင်ပန်းရတာတွေအဆင်မပြေတာတွေကတော့ရှိတာပါပဲအဲ့ဓာတွေကိုထုတ်ပြောတဲ့အခါကိုကို judge လုပ်မှလုံးဝမကြိုက်ပါဘူးဒါကြောင့်ပဲတော်ရုံနဲ့ရင်မခွင်တတ်သူဖြစ်လာတာပါတဲ့ judge လုပ်တယ်ဆိုတာဘာလဲဆိုတော့မှန်တယ်မှားတယ်ဒီလိုတော့ဖြစ်တဲ့နဲ့မဖြစ်တဲ့မူစသဖြင့်ပြောကြတာပါဒါလည်းမလိုဘူးလားဆိုရင်တော့လိုအပ်ပါတယ်သို့တော့စိတ်အဆင်မပြေနေတဲ့အချိန်မှာတော့နားထောင်နိုင်စွမ်းမရှိဘူးလေနော်ကိုလည်းမသိတာမှမဟုတ်တာတိတိလျက်နဲ့လုံမရတာသို့မဟုတ်မလုပ်ချင်တာဖြစ်နေတတ်ပါတယ်ဒါကြောင့်ကိုရင်ဖွင့်ရင်ဖွင့်တဲ့အတိုင်းလေးပဲနားထောင်ပေးမဲ့သူကိုလိုချင်တယ်အဲ့လိုလူစီမှာပဲကျွန်တော်ရဲ့အဆင်မပြေမှုတွေကိုချပြခြင်းနဲ့ဖွင့်ထုတ်ခြင်းပါတယ်နံပါတ်2ဘသူစီမှာပြန်မရဘူးဆိုတာကိုယုံကြည်ရလို့ပါတဲ့ခန်းခန်းနာနာပြောရရင်တော့ confidentiality ထိမ့်သိမ့်ပေးထားသူပေါ့နော်အရေးစကားနဲ့ပြောရရင်တော့အောက်ဖဲမလန်မဲ့သူပါအဲ့ဒီမှာတိတိကျကျထပ်ပြောရမယ်ဆိုရင်ကိုနဲ့သူနဲ့အဆင်မပြေတော့ဘူးဆိုရင်တောင်ကိုသူ့ကိုပြောထားသမျှကိုပြန်အသုံးမချမဲ့လူမျိုးလိုချင်ပါတယ်အဲ့ဒီလောက်ထိစိတ်ချရတဲ့သူတွေလောကမှာလည်းရှိပါတယ်ကိုယ်တိုင်လည်းကြုံမှုပါတယ်ဘသူလိုအပ်ချက်မှလည်းသူတို့ကိုပြောလို့မရှိဘူးအဲ့ဒါကိုကယုံကြည်ရစေတဲ့အချက်တစ်ချက်ပဲလေနော်သူများလိုအပ်ချက်ကိုရင်းနှီးလို့ဆိုပြီးပြောသွားရင်ကိုလိုအပ်ချက်ကိုလည်းကိုထက်ရင်းနှီးတဲ့သူနဲ့တွေ့တဲ့အခါပြောမှာပဲဆိုတဲ့ခံစားချက်မျိုးဖြစ်သွားစေပါတယ်ယုံကြည်မှုဆိုတာမှန်တစ်ချက်နဲ့တူပါတယ်တဲ့ကွဲသွားရင်ဘလောက်ပြန်ဆက်အကြောင်းတော့ကြံခဲ့တာပဲလေနော်ငကိုအတိုင်းတော့ဘယ်တော့မှပြန်မဖြစ်တော့ပါဘူးနံပါတ်3ထွေးပွေပေးမဲ့သူကုညီပေးမဲ့သူလို့ယုံကြည်ထားလို့ရတဲ့သူမျိုးပါတဲ့ညီမလေးတယောက်ရဲ့စကားကိုယူသုံးရရင်တော့ကိုဒုက္ခရောက်တဲ့အခါဘသူကတော့ဖြင့်ကျင်းသေးပေါက်ရောက်ချလာမှာပဲဆိုပြီးယုံထားလို့ရတဲ့လူမျိုးပါဖုန်းမကင်မဲနေမဲ့သူမဟုတ်ဘူးအလွယ်တကူညင်းလွန်မဲ့သူမဟုတ်ဘူးလစ်လျူရှုမဲ့သူလည်းမဟုတ်ဘူးတက်နိုင်တဲ့လောက်စူးစမ်းပြီးလှုပ်ဆောင်ပေးလိမ့်မယ်ဆိုတာကိုယုံကြည်ထားတဲ့သူတလောကလုံးကအထင်လွဲနေရင်တောင်ကိုဘက်မှာရှိနေမဲ့သူရက်တီပေးမဲ့သူအနိုင်ပါဆုံးအချိန်မှလည်းလက်တွဲပြုတ်မသွားမဲ့သူအလိုအပ်ဆုံးအချိန်မှလည်းထားမသွားမဲ့သူဒီလိုလူတွေဟာစိန်ရှုငွေရတနာတွေထက်တန်မိုးပိုကြီးတဲ့သူတွေပဲဖြစ်ပါတယ်တဲ့တခါရေးဘူးထားသလိုပါပဲရှင်တန်နေရတဲ့ခေတ်ကာလကြီးကမလုံခြုံတော့ဘူးလေနော်ကဘာမီးလောင်သားကောင်ချနေမဲ့သူတွေကလည်းပတ်လည်မှာရှိနေပါတယ်ဒီလိုအခြေအနေမျိုးမှာ feeling safe feeling secure ဖြစ်နေဖို့အတွက်ကောင်းမွန်တဲ့အဝန်းဝိုင်းလေးတွေရှိနေဖို့လိုအပ်ပါတယ်လောကကြီးကအပြန်အလှန်သဘောဆန်ပါတယ်ကိုယ်တိုင်ကသူများကို safe မဖြစ်စေဘဲနဲ့ကိုယ့်အတွက်ကြမှာအဲ့လိုရဝန်းမျိုးလိုချင်နေလို့တော့မရပါဘူးတဲ့တခါကိုလုံခြုံစေတဲ့သူတွေကိုအတိအမှတ်မပြုတတ်ရင်လေကြာလာတဲ့အခါအဲ့ဒီခံစားချက်မျိုးရတော့မှာမဟုတ်ပါဘူးတဲ့ဒါကြောင့်ရှာဖွေပါတိုးဝင်ပါအတိအမှတ်ပြုပါတဲ့ကိုယ်တိုင်ကလည်းတပားသူအတွက်လုံခြုံစေတဲ့အဝန်းဝိုင်းလေးဖြစ်နေပြီပါတဲ့တယောက်ယောက်ကြောင့်လုံခြုံရရဲဆိုတဲ့ခံစားချက်ဟာတိတ်ကောင်းတယ်လို့ကိုကြောင့်တယောက်ယောက်ကလုံခြုံတယ်လို့ခံစားနေရတယ်ဆိုတာကိုသိလိုက်ရတဲ့အခိုက်အတန့်တိုင်းဟာလည်းအင်မတန်မှကိုလှပပါတယ်ဆိုပြီးတော့ဆရာရဲ့စာလေးကိုဒီညလေးမှပဲအဆုံးသတ်ထားပါတယ်ရှင်ဆရာကြီးတန်းနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ဒေါက်တာဖြူတီဟာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆရာကြီးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝေယူအားပေးဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆိုနော်။